မိုးရေတွေကစောင့်နေသူမိုးသေးထန်စွာရွာနေတဲ့ညတညမှာကိုအောင်ဆိုတဲ့လူငယ်တယောက်ဟာရွာလေးတစ်ရွာကိုသွားဖို့လမ်းလျှောက်နေတယ်လမ်းတစ်လျှောက်လုံးမီးမရှိလူမရှိလေထဲမှာလည်းထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုရှိနေတယ်အဲ့ဒီအချိန်မှာလမ်းဘေးမှာမိုးထဲမှာရက်နေတဲ့မိန်းကလေးတစ်ယောက်ကိုသူမြင်လိုက်တယ်သူမဟာအဝတ်ဖြူဝတ်ထားပြီးသပင်ရှည်တွေမိုးရေကြောင့်မျက်နှာကိုဖုံးနေတယ်ညဘက်ဒီလိုမိုးထဲမှာဘာလုပ်နေတာလဲလို့ကိုအောင်မေးလိုက်တယ်မိန်းကလေးကသဘောပေါက်မရတဲ့အတန်နဲ့ကျမစောင့်နေတယ်လို့ပြောတယ်ဘသူကိုလဲသူမကခဏငြိမ်ပြီးကိုချစ်သူကိုအောင်စိတ်ထဲမှာတနာလာပြီးအဲ့ဒါဆိုမိုးတိတ်သွားတဲ့အထိကျွန်တော်နဲ့အတူအိမ်ထဲလာနေလို့ရတယ်လို့ပြောတယ်သူမကမငင်းပဲခေါင်းငိတ်လိုက်တယ်အိမ်ထဲရောက်ပြီးနောက်သူမဟာမျက်နှာကိုတခါမှမပြဘူးတခါတလေသူမရဲ့အတန်ကမျက်နှာနီးကပ်လာသလိုဖြစ်ပြီးတခါတလေတော့ဝေးသွားသလိုဖြစ်တယ်မင်းချစ်သူဘယ်တော့လာမှာလဲလို့ကိုအောင်မေးလိုက်တယ်သူမကမလာတော့ဘူးသူတည်သွားပြီးအဲ့ဒီအချိန်မှာလေထဲကလေငင်းတစ်ခုဝင်လာပြီးအိမ်ထဲကမီးအိမ်ကလှုပ်ခတ်လာတယ်ကိုအောင်စိတ်ထဲမှာအေးဆက်သွားတယ်ဒါဆိုမင်းပါလို့စောင့်နေသေးတာလေသူမကနည်းနည်းရေပြီးသူပြန်လာမယ်လို့ယုံတယ်နောက်တနေ့မနက်ကိုအောင်မနက်စာတောက်ဖို့ထလာတဲ့အချိန်မှာမိန်းကလေးမရှိတော့ဘူးအိမ်ရှိမှာတော့မိုးရေတွေကခြေရာတွေအိမ်ထဲဝင်လာတဲ့ခြေရာတစ်စုံပဲရှိပြီးပြန်ထွက်သွားတဲ့ခြေရာမရှိဘူးရွာသားတွေကိုမေးကြည့်လိုက်တော့သူတို့ကကြောက်လန့်သွားကြတယ်အဲ့ဒီမိန်းကလေးလွန်ခဲ့တဲ့3 နှစ်ကတည်သွားတာပါသူမဟာသူချစ်တဲ့သူကိုစောင့်နေတော့မိုးထဲမှာမိုးလိုင်းကြောင့်တည်သွားခဲ့တာအဲ့ဒီညကစပြီးကိုအောင်ဟာမိုးရွာတဲ့ညတိုင်းအဲ့ဒီမိန်းကလေးကိုပြန်မြင်လာတယ်ဒီတစ်ခါမှာတော့သူမကတယောက်တည်းမဟုတ်တော့ဘူးကိုအောင်ကိုလည်းကြည့်ပြီးပြုံးနေတယ်အပိုင်းနှစ်ကိုနောက်နေ့ထပ်တင်ပေးမှာဖြစ်လို့စောင့်မျှော်ပေးပါရှင်